ဖွဲ့စည်းပုံအခြေခံဥပဒေလို့ပြောလိုက်ရင်ကျွန်တော်တို့နိုင်ငံကလူတော်တော်များများက2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲပြင်ကြရပေါ့နော်တကယ်တမ်း2008ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုလူတွေသိမသိကြအောင်ဒီနေ့ကျွန်တော်ကဒီဗီဒီယိုမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုလူရင်းကိုပဲအဓိကထားပြီးပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကကိုလိုနီနယ်ချဲ့တွေရဲ့ကျူးကျော်မှုကြောင့်1885ခုနှစ်မှာနိုင်ငံတော်အာဏာကိုလုံးဝလက်လွတ်ဆုံးရှုံးခဲ့ရတယ်လက်ရှိအင်္ဂလန်လိုလည်းခေါ်တယ်တချို့ကပြည်နိုင်ငံလိုလည်းသိကြတယ်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာတော့အချုပ်အခြာအာဏာပိုင်လွတ်လပ်တဲ့နိုင်ငံအဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံကပြန်လည်ရည်တည်နိုင်ခဲ့တယ်လွတ်လပ်ရေးမရရှိမီပထမဦးဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကို1948ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာတိုင်းပြည်ပြည်လွှတ်တော်ကအတည်ပြုပြဋ္ဌာန်းပြီးတော့မှလွတ်လပ်ရေးရပြီးတဲ့အခါမှာပါလီမန်ဒီမိုကရေစီစနစ်ဖြင့်စတင်ကျင့်သုံးခဲ့တယ်အဲ့ဒီနောက်မှာတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကနိုင်ငံတော်အတွက်ဒီမိုကရေစီစနစ်ကိုပြည်ပြင်းစွာကျင့်သုံးနိုင်ခြင်းမရှိတဲ့အတွက်1984ခုနှစ်မှာတပါတီဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ထပ်မံရေးဆွဲပြဋ္ဌာန်းပြီးတော့မှ Socialist Democracy နိုင်ငံတော်အဖြစ်တည်ထောင်ခဲ့ပြန်တယ်1988ခုနှစ်မှာတော့နိုင်ငံတော်မှာပေါ်ပေါက်လာတဲ့အခြေအနေအရရက်တွေကြောင့်မလို့ဒုတိယအကြိမ်ရေးဆွဲခဲ့တဲ့1984ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကလည်းရပ်ဆိုင်းသွားခဲ့ရပြန်တယ်1993ခုနှစ်မှာတော့မြို့သားညီလာခံကိုခေါ်ကျင်းပခဲ့ပြီးတော့မှ2009ခုနှစ်စက်တင်ဘာလ3ရက်နေ့မှာတော့အောင်မြင်စွာပြီးမြောက်ခဲ့တယ်နောက်ဆုံးမှာတော့ကျွန်တော်တို့အားလုံးသိတဲ့2008ခုနှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုမြန်မာတက္ကသိုလ်1380ပြည့်နှစ်ကစုံလပြည့်ကျော်10ရက်အင်္ဂလိပ်ခုနှစ်နဲ့ပြောမယ်ဆိုရင်2008ခုနှစ်မေလ29ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းလိုက်တယ်